ဘယ်ရာကနေစဖြစ်လာတာလဲဆိုပြီးတော့တိကျတဲ့ဇင်းမြင်မရှိပဲကဘာပေါ်မှာတည်မြဲလျက်ရှိနေတဲ့ကနဝင်အစာအုပ်များမင်္ဂလာပါပြည်သက်ကြီးတို့ရေအခုလက်ရှိကဘာပေါ်မှာရှေးအောင်သူတည်တွေအနေနဲ့ဖြည့်ရှင်းမရသေးတဲ့ဘယ်လီပေါင်းက1000ထက်မနည်းကိုရှိနေပါတယ်အဓိကအကြောင်းရင်းကတော့တချို့အရာတွေဟာဘယ်ကနေဘလို့စခဲ့လဲဆိုတဲ့ဇင်းမြစ်ကိုမသိရှိရလို့ပါပဲအချို့သောအရာတွေဟာကဘာပြည်ပေါ်မှာတည်ရှိနေပါလျက်နဲ့ဘယ်ကစခဲ့လဲဆိုတာဘယ်သူမှခံမှန်းလို့မရတဲ့အထစ်ကိုရှုပ်ဝဲစမ်းကြလာပါတယ်ဥပမာပြောရရင်တော့ကဘာအထိမ်းမဲ့အစာအုပ်တွေဟာအရည်ရွယ်ချက်ကိုစီတမိုင်းကိုစီနဲ့တိစောက်ခဲ့ကြတာပါ။ဒါကြောင့်သူတွေအနေနဲ့လေးလာမှုတွေလုပ်တဲ့နေရာမှာခေတ်တစ်ခုနဲ့တစ်ခုချိတ်ဆက်ရှာဖွေရင်းအစာအုပ်တိစောက်ခဲ့တဲ့သက်တမ်းကအစာအတိအကျခံမှန်းနိုင်ကြတာပဲဖြစ်ပါတယ်။ဒါပေမဲ့ယနေ့ဗီဒီယိုမှာမျှဝေပေးသွားမှာကတော့ထူးချွန်လှပါတယ်ဆိုတဲ့ကဘာသူတွေတောင်မှလက်မြောက်ခဲ့ရတဲ့စမ်းကြဲတဲ့အစာအုပ်တွေအကြောင်းပဲဖြစ်ပါတယ်။စိတ်ဝင်စားတယ်ဆိုရင်တော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါဦး။တစ်ဆက်တည်းမှာပဲကျွန်တော်တို့ရဲ့ကျွေးစည်းပွားအနာဒေးမ channel လေးမှာအခုလိုစိတ်ဝင်စားစရာကောင်းတဲ့ကြောင်းရင်းများကိုပြည်သက်များအတွက်အမြဲတမ်းလိုတဲ့ sub ပေးသွားမှာဖြစ်တဲ့ကြောင့် like and subscribe လုပ်ထားဖို့လေးတောင်းဆိုလိုက်ရပါတယ်ဗျာပထမဆုံးတစ်ခုကတော့တာကီနိုင်ငံကဂိုဘက်ကလီတက်ပြီးဆိုတဲ့အဆောက်အဦပဲဖြစ်ပါတယ်အားလုံးသိထားကြတဲ့အတိုင်းပါပဲတာကီနိုင်ငံဟာရှေးကြတဲ့ဖျားเจ้าတွေတော်တော်များများရှိတဲ့နိုင်ငံပါအခုဗီဒီယိုထဲမှာမြင်တွေ့ရတဲ့ဂိုဘက်ကလီတက်ပြီးအဆောက်အဦကြီးဟာလည်းနှစ်အတော်ကြာသက်တမ်းရှိနေပြီပဲဖြစ်ပါတယ်ဒီအဆောက်အဦကြီးရဲ့ပုံစံကယိုယွင်းပျက်စီးနေတဲ့အုတ်ခဲအခြေအမွှားတွေကိုအမိုးကြီးတစ်ခုပြုတ်လုပ်ပြီးတော့ဝင်းပတ်ကာယံထားတာပဲဖြစ်ပါတယ်။အုတ်ခဲအခြေတွေကြားထဲမှာလည်းတီပုံသဏ္ဍာန်ရှိတဲ့ကြောက်တိုင်လေးတွေကိုစိုက်ထူထားပါသေးတယ်။သူတွေအနေနဲ့အစာအုပ်ကဘယ်ချိန်ကဆောက်လုပ်ထားတယ်ဆိုတာမခံမှန်းနိုင်ကြပေမဲ့ကြေမွနေတဲ့အုတ်ခဲတွေကိုကြည့်ချင်းအားဖြင့်လွန်ခဲ့တဲ့နှစ်ပေါင်း6000ကျော်လောက်ကတည်းကတည်ရှိခဲ့တယ်လို့ခံမှန်းချက်ထုတ်ထားကြပါတယ်။အချို့ကလည်းတာကီနိုင်ငံကဒီအစာအုပ်ကြီးဟာရှေးရခင်ကသင်္ချိုင်းပြက်ကြီးတစ်ခုလို့ခံမှန်းကြပါတယ်။ဒါပေမဲ့တီပုံသဏ္ဍာန်ကြောက်တိုင်တွေပေါ်မှာရေးဆွဲထားတဲ့ရုပ်ပုံတွေအရဒီနေရာဟာတာကီနိုင်ငံရဲ့လို့မပေါ်ပေါက်မီကတည်းကမြို့ငယ်လေးတစ်ခုဖြစ်ခဲ့ပြီးတော့အမဲလိုက်မိုးဆိုးတွေတိစောက်ခဲ့တာလို့ပြောကြပါတယ်။ဒါပေမဲ့တသက်တာကပြစရာရဲလို့တပန်းချောင်းရှိမနေတဲ့အတွက်ဒီဂိုဘက်ကလီတက်ပြီးဆိုတဲ့အဆောက်အုံကြီးဟာမဖြစ်ရှင်းနိုင်တဲ့ကမ္ဘာဘဲလီတွေတမှာပါဝင်လာခဲ့ရပါတယ်။နောက်တစ်ခုကတော့ဂျပန်နိုင်ငံကယာနာကူနီဆိုတဲ့ရေအောက်အဆောက်အဦကြီးတစ်ခုပဲဖြစ်ပါတယ်။ဒီအဆောက်အဦကြီးကဂျပန်နိုင်ငံကမ်းရိုးတန်းတနေရာမှာတည်ရှိနေပြီးတော့ရေပေါ်ရေအောက်ကိုတဝက်စီနင်းမြုပ်နေတာဖြစ်ပါတယ်။ဂျပန်နိုင်ငံသမိုင်းမှာရှာကြည့်မယ်ဆိုရင်လေဒီအဆောက်အဦနဲ့ပတ်သက်လို့ဘာအထောက်ထားမှရှိမနေခဲ့ပါဘူး။တချို့ကပင်လယ်အောက်ကကြောက်ဆိုင်ကြောက်ခဲတွေရဲ့သဘာဝပထဝီဝင်အနေအထားပြောင်းလဲမှုကြောင့်အဆိုင်ခဲကြီးတစ်ခုဖြစ်ပေါ်လာတာလို့ယူဆကြပါတယ်။တချို့ကြပြန်တော့လေဒီယာနာကူနီအဆောက်အဦကြီးဟာမျက်နှာပြင်ပြားပြီးတော့ဘေးဘက်နေရန်တွေမှာအထစ်တွေနဲ့သေချာပုံသွင်းထုတ်လုပ်ထားတာဖြစ်တယ်လို့သဘာဝရဲ့အလိုအလျောက်ဖြစ်တည်လာတာမဟုတ်ဘူးလို့လည်းပြောကြပါတယ်။ဒီလိုမျိုးကောလာဟာလတွေအများကြီးရှိခဲ့ပေမဲ့အဲ့ဒီနေရာမှာတည်ရှိနေတဲ့ကြောက်ဆိုင်တွေရဲ့သက်တမ်းကိုခံမှန်းကြည့်မယ်ဆိုရင်နှစ်ပေါင်း12000လောက်ရှိပြီဖြစ်ပါတယ်။အခုလောက်ထိတက်တန်းကြာမြင့်နေပြီဖြစ်တဲ့ဒီအဆောက်အဦကြီးရဲ့ဘယ်နေရာကနေစဖြစ်ခဲ့လဲဆိုတဲ့ဇင်းမြစ်ကိုတော့ဘယ်သူတွေမှရှာမတွေ့ခဲ့ပါဘူး။ဒါကြောင့်ဂျပန်နိုင်ငံကယာနာကူနီဆိုတဲ့ရေအောက်အဆောက်အဦကြီးဟာရေငုပ်သမားတွေအတွက်သာမကအာရှတစ်ခွင်လုံးအတွက်မဖြစ်ရှင်းနိုင်တဲ့ဗေလီတစ်ခုဖြစ်လျက်ရှိနေတာပါ။ယနေ့မျှဝေပေးခဲ့တာကတော့ဘယ်ကနေစပြီးတော့ဖြစ်ပေါ်လာတဲ့ဆိုတဲ့တိကျတဲ့ဇင်းမြစ်မရှိပဲကမ္ဘာမြေပေါ်မှာနှစ်အတော်ကြာတည်မြဲနေခဲ့တဲ့ကမ္ဘာကဏ္ဍဝင်အစာအုပ်တွေအကြောင်းပဲဖြစ်ပါတယ်။အဆုံးထိကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။